Xiaomi ရဲ့ latest and greatest အဖြစ်ဆုံးနဲ့အယောင်အဆုံးဖုန်းပေါ်တဲ့၅မျိုးပထမဆုံးအနေနဲ့ကတော့ Redmi Taco 5 Max ဒီဖုန်းလေးကတော့ Dimensity 9500S နဲ့အတော်လေးကိုမှကျန်တယ် game ကို share ဆော့မယ်ဆိုရင်တော့နှစ်ခါစဉ်းစားစရာမလိုပဲနဲ့ဝယ်တင်တယ်လို့ပဲပြောချင်တယ်ဇီနိုအနေနဲ့ကလည်း RAM 256ကိုမှ73သိန်းကျော်နဲ့ရမယ်ဒုတိယတစ်လုံးကတော့ Xiaomi CV5 Pro ဒီဇိုင်းပိုင်းလေးလမ်းရမယ်ကင်မရာကိုလည်းရုပ်ထွက်ကောင်းတာလေးကိုမှရှာနေရဆိုရင်တော့ရွေတင်တယ်စပီကင်မရာမှာဆိုရင်လည်းနှလုံးနောက်ပါပြီးစပီရဲ့ချစ်တဲ့သူလေးတွေအတွက်ကတော့အတော်လေးကိုမှရွေးချယ်တင်တဲ့ဖုန်းတွေမှာပါတယ်ဇီနိုအနေနဲ့ကလည်း RAM 256 version ကိုမှ15သိန်းကျော်နဲ့ရမယ်ဒါလေးကတော့လက်ရှိမှာရောင်းအကောင်းဆုံးဖြစ်နေတဲ့ Redmi Note 15 Pro Plus ဒီဆိုတာထက်ကိုပိုတဲ့ရေးစိမ်ခံနိုင်တဲ့ IP69K water resistant ဘလိုပဲပြုတ်ကြအကျန်းခံနိုင်တဲ့ Xiaomi Dragon Crystal Glass နဲ့အတူတနေ့ကုန်လုံးစိတ်တိုက်သုံးနိုင်တဲ့ 9000mAh ဘက်ထရီအထိသုံးထားပေးသေးတယ်ဒီလုံးအနေနဲ့ကလည်း RAM 256ကိုမှ17သိန်းစွန်းလေးနဲ့ရမယ်ဒီလုံးကဖုန်းလေးကတော့ Xiaomi ရဲ့ latest and greatest အဖြစ်ဆုံးလို့ပြောလို့ရတယ် Xiaomi 70 Ultra screen size 2.9 inch တောင်ပါတာဆိုတော့ဖုန်းတစ်လုံးကို screen size အကြီးနဲ့ကိုင်ရမယ် Qualcomm ရဲ့နောက်ဆုံးထပ်ထားတဲ့ Snapdragon 8 Gen 5ကိုသုံးပေးထားသေးတယ်ဇီနိုအနေနဲ့ကလည်း RAM 2512 version ကိုမှ43သိန်းဝန်းကျင်နဲ့ရမှာနော်နောက်ဆုံးအနေနဲ့ကတော့ Redmi ရဲ့ K90 ဒီဇိုင်းပိုင်းကလည်းရိုးရိုးရှင်းရှင်းလေးပြရမယ်ကင်မရာလည်းကောင်းမယ်ဆိုတဲ့သူတွေအတွက်ကတော့တော်တော်လေးကိုမှအဆင်ပြေလို့ပြောလို့ရတယ်ရေဆိုခနိုင်တဲ့ IP68 အကျန်းခနိုင်တဲ့မှန်သားနဲ့ဆိုတော့ရေပဲဆူဆူပြုတ်ပေးကြ view size ဆရာမလို့ဇီနိုအနေနဲ့ကလည်း RAM 256ကိုမှ16သိန်းနဲ့ရမယ်အခုပြပြီးတော့ဖုန်း model လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကန်တော်လေးကမုံဝဲပထမတမှာရှိရဲ့ Pro Yangon Wine Store မှာဝယ်လို့ရနေပြီနော်အော်ဒါနဲ့လက်ကွန်ကြရင်ငွေသား7သိန်းကဆိုင်ပဲလည်းရှိရဲ့နော်